တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာကိုရောင်ကြီးရဲ့ပေါ့ကတ်အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့48နာရီအတွင်းမှာကမ္ဘာသတင်းစာမျက်နှာတွေမှာမယုံနိုင်စရာပုံရိပ်တွေအပြည့်နဲ့ထွက်ပေါ်လာခဲ့ပါတယ်လူငယ်တွေနဲ့မိသားစုဝင်တွေဟာနက်နက်အာယုံတက်ချိန်မှာကာတာဘောကွင်းတွေပလတ်စတစ်ပုံးတွေနဲ့ကလေးကစားစရာဘောကွင်းတွေကင်ဆောင်ပြီးပင်လယ်ထဲကိုလက်ပစ်ကူးကာဥရောပပိုင်နက်ထဲကိုဝင်ရောက်ဖို့ကြိုးစားခဲ့ကြပါတယ်ဇူလိုင်လ30ရက်ကနေ31ရက်24နာရီကာလအတွင်းမှာပဲခမန်းကြီးလူပေါင်း9000နဲ့6000ခန့်ဟာအာဖရိကမြောက်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့စပိန်ရဲ့အုပ်ချုပ်ခွင့်ရမြို့ဖြစ်တဲ့စီယူတာတဲကိုနယ်စပ်ကိုဖျက်ကျော်ပြီးဝင်ရောက်ခဲ့ကြတာပါနှိုင်းရှင်ပြရရင်စီယူတာမြို့ရဲ့စုစုပေါင်းလူဦးရေဟာ83,500ခန့်ပဲရှိတာကြောင့်တညတာအတွင်းမြို့ရဲ့လူဦးရေဟာနှစ်ဆနီးပါးကိုတိုးသွားခဲ့တာပါဝမ်းနေပွဲဟာကောင်းစရာကတော့ပင်လယ်ထဲမှာရေနစ်ပြီးတော့တည်တဲ့သူနယ်စပ်စီးရိုးတွေမှာတိုးဝှေ့ပြီးတော့တေဆုံးသူဟာအနည်းဆုံး58ဦးရှိခဲ့ပါတယ်။ဘာလို့မြန်အခုလိုမော်ရိုကိုလူငယ်ထောင်ပေါင်းများစွာဟာဥရောပကိုရောက်ရှိဖို့အတွက်သူတို့ရဲ့အသက်ကိုစွန့်စားပြီးတော့ကူးခတ်လာကြတာပါလေ။ဒီလိုရုတ်တရက်အစုလိုက်ပြုံလိုက်ဝင်ရောက်လာအောင်ဘာတွေကတွန်းအားပေးခဲ့တယ်လဲ။သူတို့ရဲ့ရည်ရွယ်ချက်ကဘာကိုကြိုးစားကြတာပါလဲ။နောက်တစ်ခါစပိန်အစိုးရကရောဒီအချက်တဲကိုလက်ရှိမှာဘလို့တွေကင်တွယ်ဆောင်ရွက်နေတယ်လဲဆိုတာတွေကိုဒီနေ့ရဲ့ podcast မှာနားဆင်ရမှာဖြစ်ပါတယ်ဒီတော့မော်ရိုကိုလူငယ်တွေဘာကြောင့်စပိန်ကိုရေကူးပြီးတော့ဖျက်ကျော်လာကြတယ်လဲဆိုတာကိုနားလည်ဖို့ဆိုရင်ပထမဦးစွာပထဝီဝင်အနေအထားကိုကြည့်ရှုရမှာပါလူများစုကအာဖရိကကနေဥရောပကိုသွားဖို့ဆိုရင်မြေထဲပင်လယ်ဒါမှမဟုတ်အတ္တလန္တိတ်သမုဒ္ဒရာတစ်ခုလုံးကိုဖျက်ကျော်ရတယ်လို့ထင်မှတ်ထားကြပါတယ်ဒါပေမဲ့စပိန်နိုင်ငံဟာအာဖရိကတိုက်ပေါ်မှာဥရောပသမဂ္ဂ EU ရဲ့တစ်ခုတည်းသောကုန်းမြေနဲ့ကမ်းရိုးတန်းနယ်နိမိတ်ထိစပ်မှုကိုပိုင်ဆိုင်ထားတာပါအဲ့ဒါကတော့မော်ရိုကိုနိုင်ငံမြောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့စပိန်ရဲ့အုပ်ချုပ်ခွင့်ရမြို့နှမျိုးဖြစ်တဲ့စီယူတာနဲ့မယ်လီလာတို့ဖြစ်ကြပါတယ်စီယူတာဟာ 18.5 စတုရန်ကီလိုမီတာသာကျယ်ဝန်းပြီးတော့ဂျီဘရော်တာရေလက်ကြားရဲ့မျက်နှာချင်းဆိုင်ပင်လယ်ကွေ့ပေါ်မှာတည်ရှိပါတယ်အဲ့ဒီမြို့ဟာ1580ပြည့်နှစ်ကတည်းကစပိန်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့ပြီးတော့လူဦးရေ83,500ခန့်တီးခြားနေထိုင်ကြပါတယ်ပထဝီဝင်ရအာဖရိကတိုက်ပေါ်မှာရှိနေပေမဲ့စီယူတာရဲ့ကမ်းခြေပေါ်ကိုအခြေချလိုက်တာနဲ့စပိန်နဲ့ EU ရဲ့ဥပဒေစိုးမိုးမှုအောက်ကိုဓာတ်ရိုက်ရောက်ရှိသွားတာဖြစ်ပါတယ်ဒီနေရာရဲ့အနေအထားအရတော်တော်လေးကိုထူးခြားတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပေါ်နေပါတယ်စီယူတာမြို့ကိုဘေးပတ်ဝန်းကျင်မော်ရိုကိုကမ်းရိုးတန်းတွေဖြစ်တဲ့ဖနီဒတ်နဲ့ဘယ်လီယူနက်တို့ကနေသုံးတက်ကာကွယ်ထားတဲ့တန်ဆူးကျိုးနယ်ဆက်စီယိုကြီးတွေနဲ့ပိုင်းခြားထားတာပါဒါပေမဲ့ကမ်းခြေကိုရောက်တဲ့အခါမှာကုန်းမြေစီယိုဟာတာရာဂျန်နဲ့ဗန်ဇူကမ်းခြေတွေမှာကွန်ကရစ်ရေကာတာတားပြီးတော့ပင်လယ်ထဲထိကိုတိုးထွက်သွားခဲ့တာပါရွှေပြောင်းနေထိုင်သူတွေဟာကုန်းမြေစီယိုတွေကိုရှောင်ရှားဖို့အတွက်ဖနီဒတ်ဒါမှမဟုတ်ရင်ဘယ်လီယူနက်ဘက်ကနေတဆင့်ရေကာတာတွေကိုပတ်ပြီးတော့3မိုင်ကနေ5ကီလိုမီတာခန့်ရေကူးပြီးတော့စီယီတာကိုဝင်ရောက်လာကြတာဖြစ်ပါတယ်ဒါ့အပြင်အာဖရိကအနောက်မြောက်ပိုင်းကမ်းရိုးတန်းကနေကီလိုမီတာ100ခန့်အကွာအတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာကနေရီကျွန်းစုတွေတည်ရှိပါတယ်ဒါပေမဲ့ကနေရီကျွန်းစုတွေကိုတွားရောက်ဖို့ဆိုရင်မော်ရိုကိုတောင်ပိုင်းကနေကီလိုမီတာ100မာရီတေးနီးယားဒါမှမဟုတ်ဇီနီဂေါတီကိုကီလိုမီတာ1500ကျော်ကွာဝေးတဲ့အတ္တလန္တိတ်သမုဒ္ဒရာပြင်ကြီးကိုတော့လှေငယ်တွေနဲ့ဖြတ်ကျော်ရပါတယ်ဒါဆိုရင်ဘာကြောင့်သူတို့တွေဟာစီယူတာကိုရွေးချယ်ကြတာလဲအကြောင်းကတော့ဖနီဒတ်ကမ်းခြေကိုရက်ကြည့်လိုက်လို့ရှိရင်ဥရောပပိုင်နက်ဟာပင်လယ်တစ်ဖက်ကမ်းမှာမျက်စိတစုံလှမ်းမြင်နေရတာကြောင့်ဖြစ်ပါတယ်ဒီတော့မော်ရိုကိုလူငယ်တွေဟာဘာဖြစ်လို့များစပိန်ကပိုင်နက်ထဲကိုဝင်ဖို့ကြိုးစားကြတာလဲပေါ့ခုနကပြောတဲ့စီယူတာနဲ့မယ်လီယာမြို့တွေကိုကြည့်လိုက်ရင်စီယူတာကလူကြီး83,000ဝန်းကျင်မယ်လီလာကလည်း85,000ဝန်းကျင်နဲ့တိတ်မကွာပါဘူးမြို့လင်းတစ်ခုပေါင်းလိုက်ရင်လူကြီး36,000ကျော်လောက်နေထိုင်ကြတာပါဒီမြို့တွေမှာအဓိကစီးပွားရေးကပင်လယ်ဆိပ်ကမ်းကုန်သွယ်ရေးခီးသွွားလုပ်ငန်းဟိုတယ်နဲ့စားသောက်ဆိုင်တွေဖြစ်ကြပါတယ်ဒါ့အပြင်အခွန်ကင်းလွတ်ခွင့်လဲရထားတာကြောင့်
ကုန်ဝယ်စင်တာတွေတော်တော်လေးစီကားတယ်လို့စပိန်အစိုးရစစ်တပ်ရဲနဲ့အစိုးရဝန်ထမ်းလုတ်ကင်သူအများစုနေထိုင်ကြပါတယ်နောက်တစ်ခါကနေရီကျွန်းစုမှာကြတော့စုစုပေါင်းလူဦးရေ22သိန်း1.2 သန်းဝန်းကျင်ရှိပါတယ်ဒီကျွန်းစုတွေရဲ့စီးပွားရေး35%မကဟာခီးသွွားလုပ်ငန်းမှာအင်္ဂလန်ဂျာမနီစတဲ့ဥရောပနိုင်ငံတွေကခီးသွွားတန်းပေါင်းများစွာဟာနေပူစာလုံမှုနှစ်စဉ်လာရောက်ကြပါတယ်ဒါအပြင်ကနေရီငပြောသီးထောပတ်သီးနဲ့ဝိုင်းစိုက်ပျိုးရေးပင်လယ်ငါးဖမ်းလုပ်ငန်းတွေကလည်းအဓိကစီးပွားရေးတွေဖြစ်ပါတယ်တခါဒီဘက်တစ်ချမ်းကိုကြည့်လိုက်ရင်မော်ရိုကိုနိုင်ငံမှာကြတော့ကမ္ဘာလှည့်ခီးသွွားတွေမြင်ရတဲ့လှပတဲ့နောက်ွယ်မှာခါးသီးတဲ့လက်တွေ့ဘဝတည်းရှိနေပါတယ်အဲ့ဒါကတော့လူငယ်တွေရဲ့အလုတ်လက်မဲ့နှုံးပါကုလသမဂ္ဂစီးရင်တွေအရဆိုရင်မော်ရိုကိုမှာအသက်15နှစ်နဲ့24နှစ်ကြားလူငယ်1.5 သန်းကျော်ဟာအလုတ်လည်းမရှိကြောင်းလည်းမတက်နိုင်ဘာအနာဂတ်မှမရှိဘဲနဲ့ဘဝဟာတောင်တင်နေကြတာပါကုန်စည်နှုန်းကြီးမြင့်တာစိုက်ပျိုးရေးပျက်စီးမှုတွေကြောင့်အိမ်မှာထိုင်ပြီးမတ်တက်သေးမဲ့စားပင်လယ်ထဲမှာစွန့်စားပြီးသေတာကမှဂုံရှိသေးတယ်ဆိုတော့စိတ်တစားမျိုးတွေဝင်လာကြတာပါဒါအပြင်စပိန်ပိုင်းစီယူတာတို့မဟုတ်ကနေရီကျွန်းစုပေါ်ကိုခြေတစ်ဖက်နင်းလိုက်တာနဲ့ဥရောပသမဂ္ဂ EU မြေပေါ်ကိုရောက်သွားပြီဆိုတာကြောင့်ဥရောပမှာအလုပ်လုပ်ပြီးတော့မိသားစုစီငွေပြန်ပို့နိုင်မယ်ဆိုတဲ့ဥရောပအိမ်မက်နဲ့ TikTok Facebook တွေပေါ်ကဆွဲဆောင်မှုတွေကြောင့်အသက်ကိုပင်လယ်ထဲပစ်ချလိုက်ကြတာဖြစ်ပါတယ်ဒါဆိုရင်ရောက်သွားတဲ့သူတွေကရောတကယ်ပဲအဆင်ပြေသွားကြသလားဘာတွေလုတ်ကင်စားတော့ကြသလဲဆိုတာကိုဆက်ကြည့်ရအောင်ပါစီယူတာနဲ့ကနေရီကျွန်းစုပေါ်မှာတရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူတွေကိုတရားဝင်အလုပ်လုပ်ခွင့်မပေးပါဘူးစပိန်ရဲတပ်ဖွဲ့ကဒုက္ခသည်စခန်းတွေမှာထိမ့်သိမ်းထားပါတယ်အသက်16နှစ်အောက်ကလေးတွေကိုတော့စပိန်အစိုးရကစောင့်ရှောက်ရေးစခန်းမှာထားပြီးတော့ကြောင်းတက်ခွင့်ပေးပါတယ်ဒါဆိုရင်ဘာလို့အဆင်ပြေနေတယ်လို့ကြားနေကြရတာလဲစပိန်အစိုးရဟာဒီဒုက္ခသည်တွေကိုကျွန်းမှာကြာမထားဘဲနဲ့စပိန်ပင်မကုန်းမြေကြီးဖြစ်တဲ့မက်ဒရစ်ဘာစီလိုနာအယ်မီရီယာစတဲ့မြို့ကြီးတွေစီပို့ဆောင်ပေးလေရှိပါတယ်ဥရောပပင်မမြေကြီးစီကိုရောက်သွားတဲ့အခါမှာတော့စာရွက်စာတမ်းမဲ့ဖြစ်အောက်ပါအလုပ်တွေကိုအဓိကလုပ်ကင်ကြပါတယ်ဘာတွေလဲဆိုတော့စိုက်ပျိုးရေးနဲ့ခြံလုပ်ငန်းစပိန်တောင်ပိုင်းကစတော်ဘယ်ရီခရမ်းညင်သီးလိမ္မော်ခြံကြီးတွေမှာတီးနှံခူးဆွတ်တဲ့အလုပ်ကိုလုပ်ကြပါတယ်ပင်မပင်မဲ့စာရွက်စာတမ်းမလိုပါဘူးနောက်တစ်ခါစားတောက်ဆိုင်တွေနဲ့ဟိုတယ်တွေဘားတွေမှာပကံစေးကျန်းတိုက်ပစ္စည်းသည်စသဖြင့်ဒီလိုအလုပ်တွေလုပ်ကြပါတယ်နောက်တစ်ခါဆောက်လုပ်ရေးလုပ်ကွက်တွေမှာအလုပ်သမားဒါမှမဟုတ်တခြားသူရဲ့အကောင့်ကိုငှားပြီးတော့ Glovo လိုမျိုးအစားအသောက်ပို့ဆောင်တဲ့ rider တွေဖြစ်လုပ်ကင်ကြပါတယ်ဘာလို့အဆင်ပြေကြသလဲလို့ပြောရတာလဲဆိုတော့စပိန်မှာစာရွက်စာတမ်းမဲ့အထောက်ထားမဲ့နဲ့အပင်ပန်းခံလုပ်လို့တစ်လကိုယူရို800ကနေ1000ရရင်ကိုမော်ရိုကိုမှာရှိတဲ့မိသားစုစီငွေပြန်ပို့တဲ့အခါမှာမော်ရိုကိုငွေကြေးရအရန်ကိုအဆင်ပြေတဲ့ပမာဏဖြစ်သွားလို့ပါဒါကြောင့်စပိန်မှာ3နှစ်လောက်ခိုးနေပြီးရင်တရားဝင်နေထိုင်ခွင့်ရှောက်နိုင်တာကြောင့်လဲဒီလိုမျိုးစူးစမ်းကြတာဖြစ်ပါတယ်ဒါဆိုရင်အခုနှစ်ဇူလိုင်30ရက်နေ့မှာဘာဖြစ်လို့အများကြီးတပြိုင်နက်တည်းရောက်လာကြတာလဲပေါ့အဓိကအကြောင်းရင်းကတော့နှစ်ချက်ရှိတယ်လို့ဆိုပါတယ်ဒီ2026ဇွန်29ရက်နေ့မှာစပိန်တရားရုံးချုပ်ကပင်လယ်ရေကြောင်းကနေတဆင့်ဝင်ရောက်လာသူတွေကိုတရားဝင်စုံစမ်းစစ်ဆေးမှုမပါဘဲချက်ချင်းပြန်ပြီးနှင်ထုတ်တာမျိုးတွေမလုပ်ဖို့တားမြစ်မိတ်ထုတ်ပြန်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ကိုလူမောင်ခိုဂိုင်းတွေကစပိန်ပင်လယ်နယ်စပ်ပွင့်သွားပြီးရေကူးဝင်လို့ရှိရင်ပြန်မနှင်ထုတ်နိုင်တော့ဘူးလို့ TikTok နဲ့ WhatsApp တို့လိုနေရာတွေကနေသတင်းဖြန့်ပြီးတော့လူငယ်တွေကိုလှုံ့ဆော်ခဲ့ကြပါတယ်နောက်တစ်ခုကတော့ပထဝီနိုင်ငံရေးတင်းမာမှုတွေပါအခုနှစ်ဇူလိုင်လ20ရက်နေ့မှာစပိန်ဝန်ကြီးချုပ်ကအေဂျီးရီးယားနိုင်ငံကိုတွားပြီးတော့တဘာဝတန်ငွေသဘောတူညီချက်တွေရယူခဲ့ပြီးတဲ့နောက်မှာမော်ရိုကိုနဲ့တန်တမန်ရေးရာတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီခါမှာမော်ရိုကိုဘက်ကနေပြီးတော့နယ်စပ်မှာစောင့်ကြည့်နေတဲ့စောင့်ကြပ်မှုတွေကိုခိတ္တလျှော့ပေးလိုက်တဲ့ခါမှာလူငယ်ထောင်ပေါင်းများစွာကပင်လယ်ကနေတဆင့်အခုလိုမျိုးစပိန်ဘက်ကိုတရှိန်တို့အဖွဲ့လိုက်ကြီးကူးခတ်လာကြတာပဲဖြစ်ပါတယ်ကဲဒီတော့နောက်ဆုံးလက်ရှိဘာဖြစ်နေလဲစပိန်ဆိုရကဘလို့ကိုင်းတွယ်နေလဲဆိုတာနဲ့ဒီနေ့ podcast ကိုအဆုံးသတ်ချင်ပါတယ်အခုနေ့ဇူလိုင်30နဲ့31ရက်ဒီမှာလူပေါင်း9000-6000ခန့်ကိုစီယူတာဟာလက်ခံထားခဲ့ရတာပါစီယူတာဒေသဆိုင်ရာအစိုးရဟာအရေးပေါ်လူသားချင်းစာနာမှုထောက်ထားမှုအခြေအနေကကြီးညာခဲ့ရပြီးတော့ကလေးငယ်ထိန်းသိမ်းရေးစခန်းတွေဟာလက်ခံနိုင်စွမ်း2ဆကျော်အထိကျော်လွန်သွားခဲ့တာပါ
လူများအပြားသေဆုံးခဲ့ရပြီးတော့စပိန်အရေးပေါ်အစီရင်ခံစာတွေအရဆိုရင်အနည်းဆုံး58ဦးအသက်ဆုံးရှုံးခဲ့ပါတယ်စပိန်ဝန်ကြီးချုပ်ကတော့စီယူတာကိုတိုက်ရိုက်သွားပြီးတော့ဒီဖြစ်စဉ်ဟာစပိန်နိုင်ငံရဲ့ပိုင်နက်နယ်မြေစိုးမိုးမှုကိုချိန်ချောက်တာချိုးဖောက်တာလို့ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချခဲ့ပါတယ်စပိန်အစိုးရကစီယူတာနယ်စပ်မှာလုံခြုံရေးထိန်းသိမ်းမှုနဲ့ကုညီကယ်ဆယ်ရေးတွေပြုလုပ်ဖို့စပိန်တပ်မတော်နဲ့ရဲတပ်ဖွဲ့ကိုအရေးပေါ်အင်အားဖြည့်တင်းမှုစေလွှတ်ခဲ့ပါတယ်နောက်တစ်ခါတရားရုံးချုပ်ရဲ့စုပ်ဖြတ်ချက်ကိုလိုက်နာပြီးတော့ဥပဒေကြောင်းအရဟာကွက်တွေကိုပိတ်ဆို့ဖို့တာရာကျဲကမ်းခြေနီးကပင်လယ်တွင်းမှာရေပေါ်ဘောတွဲနိုင်ငံတွေကိုစတင်တက်ဆင်လျက်ရှိနေပါတယ်နောက်တစ်ခါ1992စပိန်မော်ရိုကိုပြန်လည်လက်ခံရေးသဘောတူညီချက်အရစပိန်နဲ့မော်ရိုကိုအစိုးရတို့ပူးပေါင်းပြီးတော့ဝင်ရောက်လာတဲ့သူ48,000ကျော်ကိုမော်ရိုကိုနိုင်ငံကိုမြန်မြန်ဆန်ဆန်ပဲပြန်လည်ပို့ဆောင်ခဲ့ပါတယ်ဒီဖြစ်စဉ်ကြောင့်အီတလီဝန်ကြီးချုပ်ကစပိန်နဲ့ရှန်ကျန်းနယ်စပ်မဲ့သဘောတူညီချက်ကိုဆိုင်းငံ့ကြောင်းကြေညာခဲ့တဲ့အတွက်တန်တမန်ရေးရာမှာလည်းအငင်းပွားမှုတွေကတော့စတင်ဖြစ်ပေါ်နေခဲ့ပါတယ်လူခွင့်ရေးအဖွဲ့အစည်းတွေကလည်းတူးချင်းစုံစမ်းစစ်ဆေးမှုမပါဘဲနဲ့အစုလိုက်ပြုံလိုက်ပြန်လည်ပို့ဆောင်တာဟာအပြည်ပြည်ဆိုင်ရာဒုက္ခသည်များဆိုင်ရာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့ထောက်ပြနေပေမဲ့စပိန်အစိုးရအတွက်ကတော့နယ်စပ်ထိန်းချုပ်ရေးဟာအဓိကဦးစားပေးဖြစ်လို့နေပါတယ်အနည်းချုပ်လိုက်ရင်တော့စပိန်ပင်မမြေကြီးနဲ့ကီလိုမီတာရာကနန်းထောင်ကနန်းဝေးကွာနေပေမဲ့မော်ရိုကိုမှာတကားဝရှိနေတဲ့ဒီစပိန်နယ်မြေတွေဟာအာဖရိကလူငယ်တွေအတွက်တော့ဥရောပစီသွားရာတကားပေါက်ဖြစ်နေသေးပါပဲသူတို့ရေကူးနေကြတာဟာပျော်လို့တော့မဟုတ်ပါဘူးကိုမွေးရမြေမှာအနာဂတ်မရှိတော့လို့စပိန်စိုက်ပျိုးရေးခြံတွေမှာပကံဆေးတီးနှံဆွတ်ပြီးမိသားစုကိုလှုပ်ကြွေးနိုင်မှုအတွက်အသက်ဆက်ရှင်သန်မှုပင်လယ်ထဲမှာစွန့်စားနေကြတာသာဖြစ်ပါတယ်